Okay. ကျွန်တော်အခုညဘက်ဒီအရင်ကောင်းအိမ်မပြိုးပေါ့နော်ရက်တော်ဆက်လာပြီပေါ့ပြီးတော့ညအိတ်တိုင်းကျွန်တော်လူတယောက်ကအဲ့လိုစိုက်ကြည့်နေတယ်ခံစားချက်မျိုးကြရပါတော့အဲ့ဒီကျွန်တော်ညအိတ်တွေကျွန်တော်ညအိတ်တွေညတိုင်းကျွန်တော်အခုဒီနေ့ကစပြီးတော့ recording လုပ်သွားမယ်ပြီးတော့ဒီလိုအခုလိုမျိုး recording လေးနဲ့ကျွန်တော်မှတ်တမ်းတင်ထားမယ်ဆိုပြီးတော့ဆိုပြီးချရပါတော့ဆိုတော့အခုဒီနေ့က October 20 day 1 recording ဖြစ်ပါတယ်Hello ဒီနေ့ October 21ရက်နေ့ပါထုံးစံတိုင်းပဲကျွန်တော်ညောင်းကလေကောင်းအိမ်မပြောဘူးเนาะပြီးတော့မနက်အိမ်ရနွေးချိန်မှာကျွန်တော်6ရောက်တည်းအရင်ညောင်းပြီးတော့မှတိုက်နေပေါ့เนาะဆိုတော့ကျွန်တော်ညတော့အိမ်တော့ဘာဖြစ်ထားလဲဆိုတော့ကျွန်တော်အခုည recording လုပ်ထားတာပြန်ကြည့်ပါမယ်Hello ဒီနေ့ October 22ရက်နေ့ပါကျွန်တော်ဒီနေ့မနေ့အိမ်ရနိုးပေါ့နော်ကျွန်တော်သတိထားမိရကျွန်တော်ရဲ့ဘယ်ဘက်လက်ဖြံတော်တော်လေးနာနေရပါတော့အဲ့ဒါကျွန်တော်အင်းကြီးပြန်ကြည့်လိုက်တော့ဒီတစ်ခုနဲ့ထိမိတာလားရိုင်းမိတာလားမသိဘူးအဲ့လိုမျိုးညိုမဲနေရပါတော့ဆိုညောင်ကကျွန်တော်ဘာတွေဖြစ်သွားလဲဆိုတော့အခုကျွန်တော် recording ပြန်ကြည့်ပါပါ Hello ဒီနေ့ October 23ကျွန်တော်အခုပဲအလုပ်ပြန်ရောက်တာပါเนาะဆိုတော့ဒီနေ့မနက်ကျွန်တော်တတိထားမိကျွန်တော်လေချောင်းအရင်နာနေရပါเนาะပြီးတော့ကျွန်တော်မျက်လုံးတွေလည်းလို့မို့နေဖောနေရပါเนาะပြီးတော့ကျွန်တော်
ကျွန်တော်ရှင်ပဲကြည့်တနေ့ကုန်လီလီဗျာညာကအဲ့လိုတရားရောဖိထားတယ်လို့မျိုးကြီးအဲ့လိုခံစားရတယ်နော်ဆိုတော့ကျွန်တော်အခုညာကဘာဖြစ်ခဲ့လဲကျွန်တော်ပြင်ကြည့်ပါပါငိုနေရလားတခုလေပြောနေတယ်ဘာပြောနေလဲညကျွန်တော်အော်ဒီယိုထုတ်ပြီးချက်နာအောင်ကြည့်လိုက်မယ်ဘာလို့ကွာဒီလိုချစ်ပြီးရအောင်ဘာလို့ထားလဲခုပဲအခန်းမြေပန်းနေပြီးတော့မှအတန်တန်ကြားလိုက်တယ်ကျွန်တော်ညာဆိုရင်ကောင်းအင်ပြူတပတ်ကြော်လာရောနော်ညာတိုင်းကျွန်တော်မှထူးဆန်းတဲ့အရာတွေဖြစ်ပြန်နေတယ်တန်ထချားပြန်ပြီ